ဒီနေ့စိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်တစ်ခုခုကြည့်ကြအောင် Telegram ပေါ်မှာခဏခဏတွေ့နေရတဲ့ airdrop တွေလေဟုတ်ကဲ့ airdrop တွေဟုတ်တယ်အလွယ်ပြောရရင်တော့ online မှာ task လေးတွေလုပ်ပေးုံနဲ့အလကား token ပြီးမယ်ဆိုတဲ့ကမ်းလှမ်းမှုမျိုးတွေပေါ့ဟုတ်ပါတယ်ဒါမဲ့အဓိကမေးစရာဖြစ်လာတာကဒီ airdrop တွေကတကယ်ပဲအချိန်ပေးရတာနဲ့တန်ရလားအဲ့ဒါကအရေးကြီးတဲ့မေးခွန်းပဲနောက်ပြီးလေတချို့က link လဲမှုတွေ scam တွေဖြစ်နေနိုင်တဲ့အန်ဒီကရောဘလို့များလဲဆိုတာပေါ့ဟုတ်ကဲ့ဒီကမ်းလှမ်းမှုတွေကတော်တော်များလာတော့ဒီလိုမေးခွန်းထုတ်တာကတဘောပါကြပါတယ်ဒါက online အခွင့်အလမ်းတိုင်းမှာလို့ကြုံရတဲ့တဘောတရားပဲလေအကျိုးအမြတ်နဲ့စွန့်စားရမှုချိန်တာမျိုးပေါ့မှန်ပါတယ်ဒီ airdrop တွေမှာလည်းအဲ့တဘောတရားကအတူတူပါပဲဟုတ်ပြီဒါဆိုပထမဆုံးအချက်ကိုရေးကြည့်အောင်အချိန်ကုန်တယ်ဆိုတဲ့အချက်ပေါ့ဘလို့မျိုးအချိန်ကုန်တာလဲများတော့အပြည့်ဘာလေးလုတ်ခိုင်းတက်လဲဟင်ညတော့ finally project တစ်ခုရဲ့ Telegram group ကို join ထိုင်းတာမျိုး Twitter မှာ follow လုပ် retweet လုပ် comment ပေးအဲ့လိုမျိုးတွေပေါ့ဟုတ်ကဲ့ host တစ်ခုကို share ခိုင်းတာမျိုးလည်းပါရတယ်တခုချင်းစီကကြည့်ရင်တော့ second ပိုင်း minute ပိုင်းလေးတွေပဲဟုတ်ကဲ့ဒါပေမဲ့ airdrop အများကြီး like လုပ်မယ်ဆိုရင်တော့စုစုပေါင်းအချိန်ကမနည်းတော့ဘူးပေါ့နော်ဟုတ်ပါပြီပြီးတော့တချို့ airdrop တွေက token တကယ်ရဖို့အဆင့်စီအများကြီးအချိန်တစ်ခုစောင့်ရတာတော့ပါလို့ရှိသေးတယ်ဒါတွေကအမှန်တော့ project အသစ်တွေဝယ် marketing လုပ်တဲ့နည်းလမ်းတစ်ခုလို့ဖြစ်နေတာပေါ့လူသိအောင်စိတ်ဝင်စားအောင်ဆွဲဆောင်တဲ့သဘောမျိုးပါဒီတော့အချိန်ပေးရတယ်ဆိုတာကတော့ရှင်းပါတယ်ဒါဆိုနောက်တစ်ချက်အဲ့ဒါကပိုအရေးကြီးမယ်ထင်တယ်ရလာတဲ့တန်ဖိုးနဲ့ပေးလိုက်ရတဲ့အချိန်ကတကယ်ကိုတန်ရလားဟုတ်အဲ့ဒါကအဓိကအချက်ပဲအချိန်နဲ့ညာပြီးလုတ်လိုက်တယ်ဒါပေမဲ့ရလာတဲ့ token ကတကယ်ရောတန်ဖိုးရှိပါမလားအဲ့ဒါကပြောရခက်တယ်အမှန်ကိုင်းဝင်ခံရရင်တော့ airdrop ကားတဲ့ token အများစုကတန်ဖိုးအနည်းငယ်ပဲရှိတာဒါမှမဟုတ်လုံးဝတန်ဖိုးမရှိတာမျိုးဖြစ်သွားနိုင်ချေကပိုများတယ်ရှင်ဟုတ်ကဲ့ဘာလို့လဲဆိုတော့ token တစ်ခုရဲ့တန်ဖိုးဆိုတာအဲ့ဒီ project ကိုယ်တိုင်ကဘလို့အောင်မြင်လဲဟုတ်နောက် crypto ဈေးကွက်အခြေအနေကဘယ်လိုရှိလဲပြီးတော့အရေးကြီးတာကအဲ့ဒီ token ကိုတခြားပိုက်ဆံဖြစ်လို့လေပြောင်းလို့ရလား liquidity ပေါ့အဲ့ဒါတွေပေါ်မှာအများကြီးမူတည်နေတယ်ဟုတ်ပါပြီတခါလေရလာတဲ့ token ကိုကိုယ်ပိုက်ဆံအိတ်ထဲထည့်ဖို့တောင်းဟုတ်ရောင်းချနိုင်ဖို့နောက်ထပ်အခကြေးငွေ gas fee လို့ခေါ်တာတွေအချိန်တွေထပ်ဆက်ရတာမျိုးတောင်ရှိသေးတယ်။အော်ဆိုတော့ရတာတွေကအဖက်မတင်တာမျိုးဖြစ်နိုင်တာပေါ့။ဟုတ်ပါတယ်။လက်ခန်းစာစုံတွေအများကြီးစုထားပေမဲ့တကယ်တန်ဖိုးရှိတာဘယ်နှခုပါလဲဆိုသလိုမျိုးပေါ့။ဦးနာရေကိုချိန်ရမယ်ပေါ့နော်။ဒါပေမဲ့ပို့ပြီးတော့စိုးရင်စရာကောင်းတဲ့အချက်တစ်ခုရှိသေးတယ်လို့ဆိုထားတယ်။ဟုတ်ကဲ့။အဲ့ဒါကတချို့ link တွေကလိမ်လည်မှု scam တွေဖြစ်နေနိုင်တယ်ဆိုတာ။ဒါကတော်တော်လေးအန်တယ်များတယ်လို့ပြောလို့ရမလားတေချာပေါက်ပါပဲဒါကတကယ်ကိုအလေးထားရမယ်အချက်ပါအခက်မေးရမယ်အလကားရမယ်ဆိုတဲ့စကားလုံးကလူတွေကိုဆွဲဆောင်နိုင်တယ်လေဟုတ်တာပေါ့အဲ့ဒီခါကျတော့လိမ်လဲတဲ့သူတွေကဒါကိုခွင့်ကောင်းယူတာပေါ့ phishing လို့ခေါ်တဲ့ကိုယ့်ရဲ့ကိုယ်တာအချက်လက်ခိုးယူဖို့ link အတုတွေပေးတာမျိုးpassword တွေတောင်းတာဒါမှမဟုတ်ဖုန်းတဲ့ကွန်ပျူတာတွေကို malware လို့ခေါ်တဲ့ anti-shi software တွေသွင်းဖို့စူးစမ်းတာမျိုးတွေလုပ်လာနိုင်တယ်ဟုတ်ကဲ့ဒီလို link တစ်ချက်မှနှိပ်မိလိုက်တာနဲ့ကိုယ့်ရဲ့ crypto wallet ထဲကပိုင်ဆိုင်မှုတွေအကုန်ခိုးခံရတာဟုတ်ဒါမှမဟုတ်ကိုယ့်ကိုယ်ကအချက်လက်တွေပါသွားတာမျိုးဖြစ်သွားနိုင်တယ်ဒီအနေကတကယ်လက်တွေ့မှာရှိနေတဲ့ပြဿနာပါဒါဆိုရင်ဒီအချက်တွေကိုခြုံပြီးပြန်ကြည့်လိုက်ရင် Telegram airdrop တွေကိုပါဝင်ဖို့စဉ်းစားတဲ့အခါအဓိကထည့်တွက်ရမယ့်အချက်၃ချက်ရှိသွားပြီပေါ့ဟုတ်ကဲ့တစ်ကအချိန်ဘယ်လောက်ပြရမလဲနှစ်ကရလာတဲ့တန်ဖိုးကအဲ့ဒီအချိန်နဲ့တကယ်တော့တန်ရလားမှန်ပါတယ်နောက်ပြီး၃ကအရေးကြီးဆုံးလို့ထင်တယ်လိမ်လည်မှုအန်ဒီရဲ့ဘယ်လောက်ရှိလဲဆိုတော့ဒါတွေအားလုံးကဘာကိုညွှန်ပြနေတာလဲဒါကလေဘယ် airdrop ကိုမဆိုဝင်မလို့ခင်မှာတေးသေးချာချာစဉ်းစားဖို့အကေဖြတ်ဖို့လိုအပ်တယ်ဆိုတာကိုပြနေတာမှာအလကားရတယ်ဆိုတဲ့စကားကြားလိုက်မဆိုင်မတွေ့ဝင်မလို့တင်မှုပေါ့ဟုတ်ကဲ့အထူးသဖြင့်အချိန်နဲ့တန်ဖိုးညီမျှမှုကမေခွန်းထုတ်เสียဖြစ်နေတဲ့အချိန်မှာလေလိမ်လည်မှုအန်ဒီရဲ့ကလည်းတကယ်ရှိနေလေဆိုတော့သတိပြုရမယ်ဟိုကျဲပြန့်ပြောရရင်ဒါက online ပေါ်ကဘလို့အခွင့်အလမ်းမျိုးကိုမဆိုဝေဖန်ပိုင်းခြားတုံးတက်ဖို့လိုအပ်တယ်ဆိုတာကိုထပ်ပြီးသတိပေးနေတယ်လို့ပါပဲဟုတ်ပြီဒါဆိုရင်တော့နောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုကြံခဲ့တာပေါ့ဒီလိုအခွင့်အရေးတွေကမ်းလှမ်းမှုတွေအများကြီးကြားတဲ့ကနေတကယ်တန်ဖိုးရှိနိုင်မဲ့အလားအလာကောင်းတဲ့ဟာတွေကိုအချိန်ကုန်လူပန်းပြီးအန်ဒီများတဲ့ scam တွေကြားတဲ့ကနေဘလို့များစနစ်တကျခွဲခြားစစ်ဆေးနိုင်မလဲဆိုတာပေါ့ဟုတ်ပါတယ်အဲ့ဒါကတော့တော်တော်လေးအရေးကြီးတဲ့အရေးခင်းဖြစ်လာမှာပါဒါကတော့စက်ပြီးလေးလာရမယ်စဉ်းစားရမယ်အကြောင်းအရာတစ်ခုဖြစ်နေပါပြီ